ဒီချင်ပန်စီစစ်တဲ့တော့အုပ်စုဟာကိုယ်နယ်မြေအကန့်အသတ်ကိုကြော်ပြီးတိတ်ဆိတ်စွာခြိတက်လာပါတယ်သူတို့ရဲ့လှုပ်ရှားမှုတိုင်းဟာစီကံတကြအလွန်သေးချာနေတာပေါ့ရန်ဖန်ရန်ခါသူတို့ရက်ပြီးနာဆွင့်ကြပါတယ်အတန်အနံ့လှုပ်ရှားမှုတိုင်းကိုဂယူးတစိုက်စစ်စေနေကြတာပါအခုသူတို့ရောက်နေတဲ့နေရာဟာကိုယ်နယ်မြေရဲ့အစွန်ဆုံးပါဒီအချင်းဟာအန်ဒီရဲ့အမြင့်ဆုံးဖြစ်နိုင်တဲ့အချိန်တစ်ခုပါအဲ့ဒီအချိန်မှာပဲမရင်းနှီးတဲ့ချင်းပန်းစီတွေရဲ့အော်တန်တစ်ခုကြားလိုက်ရပါတယ်ဒီအော်တန်နဲ့အတူအချင်းကြီးဟာချက်ချင်းတိမ်မာသွားပါတယ်ပြိုင်ဘတ်အုပ်စုရဲ့အရွယ်စားကိုတော့အခုထိမတိရသေးပါဘူးမဝေးတဲ့နေရာမှာတော့အင်းကြီးချင်းတွေဟာညောင်သီးပင်ပေါ်မှာအစားစားနေကြပါတယ်နီးကလာနေတဲ့အန်ရဲကိုလုံးဝမတတိမထားမိကြပါဘူးကင်းလက်အခွဲဟာရည်ရွယ်ချက်တစ်ခုတည်းနဲ့ဆက်လက်ခြိတက်လာပါတယ်အတန်တစ်ခေါက်အောင်တိတ်တိတ်ဆိတ်ဆိတ်နီးကလာပါတယ်ပြီးတော့တိုက်ခိုက်မှုစတင်ပါပြီအော်ဟစ်တန်တွေတင်းမြင့်ဆုံးထူးရိုက်တန်တွေတော်အတွင်းကိုပြန်နှံသွားပါတယ်ဒါဟာရန်သူကိုစိတ်ပိုင်းဆိုင်ရာဖီအားပေးဖို့ပါတိုက်ခိုက်မှုအတွင်းအမချင်းပန်းစီတကောင်ဟာအထီးများစွာရဲ့ပိတ်ဆို့မှုကိုခံခဲ့ရပါတယ်သူမကတော့ကံကောင်းစွာအသက်ပေးကနေလွတ်မြောက်နိုင်ခဲ့ပါတယ်ဒါပေမဲ့အကောင်ပေါက်ဒီတကောင်ကတော့အဖမ်းခံရပြီးအသက်ခံလိုက်ရပါတယ်တိုက်ပွဲပြီးဆုံးသွားတဲ့အခါထိတ်လန့်စရာမြင်ကွင်းတစ်ခုကြံရစ်ခဲ့ပါတယ်အသေးကောင်ကိုချင်းပန်းစီတွေဟာအချင်းချင်းခွဲဝေသည့်စားတောက်ကြပါတယ်ဒီဖြစ်ရတာနဲ့တဘာဝလောကရဲ့ရက်ဆက်ကြမ်းကိုတဲ့အမှန်တရားအချို့ကိုတွေးမြင်နိုင်ပါတယ်ပထမဆုံးအနေနဲ့ရှင်တန်ရက်တီရဲ့အတွက်နယ်မြေလူပွဲတွေနဲ့စနစ်တကျအကျိုးကျော်တိုက်ခိုက်မှုတွေဟာလူသားတွေတဲ့မဟုတ်ပဲတိရစ္ဆာန်လောကထဲမှာပါရှိနေတယ်ဆိုတာပါဒုတိယအချက်ကတော့အစာရေးစားရိခါကိုကာကွယ်ဖို့အတွက်ပြိုင်ဘက်ကိုအမြင့်ပြည့်ရှင်းလင်းရတာဟာသူတို့အတွက်တော့ကြိုးချောင်းစီလျောတဲ့နီးပြူဟာတစ်ခုဖြစ်နေပါတယ်နောက်ဆုံးအနေနဲ့အချင်းချင်းပြန်စားတဲ့ချင်းပန်းစီအပြူမှုဟာကြောက်စရာကောင်းပေမဲ့ဒါဟာတဘာဝရဲ့အရင်အစစ်စီမံခမှုနဲ့အာဟာရလိုအပ်ချက်ကြောင့်ဖြစ်ပေါ်လာနိုင်တယ်ဆိုတဲ့သင်ခန်းစာကိုပေးနေပါတယ်တဘာဝလောကမှာတော့ကောင်းမြတ်မှုနဲ့ဆိုးရွားမှုကိုခွဲခြားမနေပါဘူးဆုံးဖြတ်ချက်တစ်ခုတည်းပဲရှိပါတယ်အသက်ရှင်နိုင်မလားမနိုင်ဘူးလားပေါ့